إن الحمد لله نحمده ونستعينه ونستغفره ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلل فلا هادي له وأشهد أن لا إله إلا الله وحده لا شريك له وأشهد أن محمدا عبده ورسوله نحمدك ربنا على ما أنعمت به علينا من نعمك العظيمة وآلائك الجسيمة حيث أرسلت إلينا أفضل رسلك وأنزلت علينا خير كتبك وشرعت لنا أفضل شرائع دينك اللهم لك الحمد حتى ترضى ولك الحمد إذا رضيت ولك الحمد بعد الرضا الحمد لله ديني مارو دي ماشي لو جمعناه شعيرة الأضحية تقوى لله لا قربان دموي كجاهلية الأقوام قرباني سراغا الله وشمياغو جاو يان دي سيبا تقوى سورة أيابو ما تيكا ميرو ما جنرو مايكيغا لو ميو သွေးနဲ့ရစ်ပူဆိုတာမဟုတ်ဘူးဆိုတဲ့ခေါင်းစဉ်နဲ့ဒီမှာရှိတဲ့လူချင်းမင်းတွေကိုအချိန်ရသလောက်တင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့တော်တော်များသော non muslim တွေက misunderstand နားလည်မှုလွဲနေကြတဲ့အချက်တစ်ချက်ကမွတ်စလင်တွေဟာဒီဇီလ်ဟာလာ10ရက်နေ့အီဒူလ်အဒဟာလို့ပြောတဲ့ကော်ဘာနီအင်းနေ့ရောက်ပြီဆိုရင်တားကောင်တွေကိုဇဘာပြုတ်တဲ့အတွက်ကြောင့်သူတို့တွေကဒါဟာမွတ်စလင်တွေနဲ့ရစ်ပူဇော်တာဆိုပြီးတော့မှနားလည်မှုလွဲကြတာရှိတယ်အဲ့ဒီအတိုင်းပဲတချို့မွတ်စလင်တွေကလည်းဒါတွေကိုနားယောင်ပြီးတော့မှတစ်ဖက်ဘာသာကြားတွေကိုရှင်းပြတဲ့နေရာမှာသူတို့နားလည်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကော်ဘာနီဆိုတာရစ်ပူဇော်တာပဲလို့ပြန်ပြောကြလေရှိတယ်တကယ်တော့ကော်ဘာနီဟာရစ်ပူဇော်တာလုံးဝမဟုတ်ရစ်ပူဇော်ခြင်းနဲ့ကော်ဘာနီနဲ့ဟာနန်းစည်းများမပတ်သက်ဘူးပြီးတော့မဖဟူမူလ်ဥဒဟီယာကော်ဘာနီရဲ့သဘောတရားကော်ဘာနီရဲ့နောက်ခံသမိုင်းတွေကိုကြည့်မယ်ဆိုရင်လည်းကော်ဘာနီဟာသွေးစာနေတဲ့နတ်ဖျားတွေကိုဒေါသပြေဖို့အမျက်တွေပျောက်သွားဖို့အဲ့ဒီရွယ်ချက်နဲ့ရစ်ပူဇော်ခြင်းမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့တွေ့ရှိရမှာဖြစ်တယ်အဲ့ဒီအကြောင်းကိုကျွန်တော်မပြောခင်မှာဏိဒန်းအနေနဲ့ဂျားဖြတ်ကိစ္စတစ်ခုကိုပြောခြင်းတယ်အဲ့ဒါဟာကျွန်တော်တို့လက်ရှိကြုံကြိုက်နေရတဲ့နေ့ရက်တွေဟာအဖဒလူအယမ်ဒုနီယာလောကရဲ့ရက်တွေထဲကနေအမြင့်မြတ်ဆုံးသောနေ့ရက်တွေဖြစ်တယ်ဇီလ်ဟာလာပထမ10ရက်ဇီလ်ဟာလာပထမ10ရက်နဲ့ပတ်သက်ပြီးမဟာဒီတွေအများကြီးရှိတယ်အထူးသဖြင့်ဘူခါရီဂျာဟာဒီနံပါတ်969မှာဓမ္မတော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်မိတ်ရှိထားတဲ့နေ့ရက်တွေထဲမှာဇီလ်ဟာလာရဲ့ပထမ10ရက်ထက်မြင့်မြတ်တဲ့နေ့ရက်အလ္လာဟ်ထံမှာမရှိဘူးတဲ့အဲ့တော့ဆဟာဘာတွေကဝလလ်ဂျီဟာဒူယာရဆူလလာဂျီဟာဒ်ကိုအဲ့ဒီရက်တွေထက်မမြင့်မြတ်ဘူးလားဆိုပြီးတော့မှရှောက်ထားတော့တမန်တော်များဝလလ်ဂျီဟာလည်းဒီ10ရက်မှာလုပ်တဲ့အမလီလောက်မမြင့်မြတ်ဘူးတဲ့အီလာရဂျူလွန်သို့တော်ဒီလိုဂျီဟာဒီလိုမူဂျာဟစ်ခရဂျဘီနဖ်ဆီဟီဝမာလီသူရဲ့အသက်သူပစ္စည်းဥစ္စာကိုအလလမ်းမှာနောက်ဆုံးထွက်သက်ထိစတေးလိုက်တဲ့မူဂျာဟစ်ဆိုရင်တော့ဒီနေ့ရက်မှာလုပ်တဲ့အမလီထက်ပို့ပြီးတော့မြင့်မြတ်မယ်လို့တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ပြောတဲ့ကြောင့်ဒီရက်တွေမှာဆွဒကာတစ်ချက်ပေးတာဟာကျန်တဲ့12လမှာပေးတာနဲ့မတူဒီရက်တွေမှာပေးတဲ့ဆွဒကာဒီရက်တွေမှာလူမမာကြီးတာဒီရက်တွေမှာအခြားသောနဖီလ်ဆလာတွေဝတ်ပြုတာစောင်းဥပုသ်သီလတွေစောင့်ထိန်တာဟာတခြားဘယ်ရက်တွေမှာမတူနောက်ဆုံးဘယ်အထိတောင်မှလဲဆိုတော့လက်ရှိဆိုဒီနိုင်ငံရဲ့အဓိပတိဖေကာပညာရှင်ဖြစ်တဲ့ဆက်ဆူလိုင်မန်ရူဟိုင်လီသူဘာပြောတယ်ဆိုတော့ဒီရက်တွေရဲ့အမလီဟာအဖဒလ်မင်ရမဒန်ရမဇန်လမ်းမြမှာလုပ်တဲ့နဖီလ်ဥပုသ်တိနဖီလ်ဆလာတ်တွေနဖီလ်ကောင်းမှုတွေထက်ဒီရက်တွေမှာလုပ်တဲ့နဖီလ်ကောင်းမှုတွေကပိုမြတ်တယ်အဲဒါကြောင့်လည်းပဲအလောရှင်မြတ်ဟာဆူရတ်ုလ်ဖဂျ်လို့ပြောတဲ့ဝလ်ဖဂျ်ရီဝလယာလင်အရှ်ဖဂျ်ချိန်ကိုအလောရှင်မြတ်ကဆိုင်ချိန်ပြီးတော့မှအဲ့ဒီဇီလ်ဟာလာရဲ့ပထမ10ရက်ကိုအလောရှင်မြတ်ဟာကဆိုင်ချိန်ထားတယ်အရာတစ်ခုကိုအလ္လာဟ်ကဆိုင်ချိန်ပြီးဆိုရင်ကြီးကျယ်မြင့်မြတ်သောအရှင်ဟာကြီးကျယ်မြင့်မြတ်တဲ့အရာတွေကိုပဲကဆန်ချိန်လေးရှိတယ်
မကြီးကျယ်တဲ့အရာတွေကိုဘယ်တော့မှကဆန်ချိန်မှာမဟုတ်အဲ့ဒီအတွက်ကြောင့်ဒီဇီလဟ်လရဲ့ပထမ10ရက်ဟာတော်တော်ကြီးကျယ်ကျွန်တော်တို့ဒီဘက်မှာဆိုရင်မခိုင်မာတဲ့ကြီးကျယ်မှုတွေအဲ့ဒီကြီးကျယ်မှုတွေဟာကျွန်တော်တို့ traditional ကျွန်တော်တို့ရိုးရာအရာဒီညတွေဒီနေ့တွေဟာကြီးကျယ်တယ်ဆိုပြီးတော့ရှောက်ပြောတဲ့အဲ့ဒီလိုနေ့တွေအနောက်ကိုအုပ်လိုက်ကျင်းလိုက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟာဒီတွေဟာ fabricate လုပ်ကြံထားတယ် weak အားနေနေတယ်တချို့ဟာဒီတွေဆို very weak အရန်ကိုအားနေတယ်အဲ့လိုကိစ္စတွေဘူး Miraj လမ်းရသဘုတ်ဆွေဒီတဘုတ်မရှိရာဂျပ်မရှိအဲ့ဒီလိုကိစ္စတွေမှာကျွန်တော်တို့ဘာလုပ်ကြသလဲမိကုံရန်ကုန်အဘာဒတ်လုပ်ကုရ်အာန်နဲ့အဒီဖြစ်ထားတဲ့ဒီဇီလဟ်လရဲ့ပထမ10ရက်ဖီဟီယောမ်အာရဖာအဲ့ဒီ10ရက်မှာဆိုရင်တရက်မှာအာရဖာနေ့ရှိတယ်ဇီလဟ်လ9ရက်နေ့အာရဖာနေ့အဲ့ဒီအာရဖာနေ့ဟာကျွန်တော်တို့တစ်နေ့ပတ်လုံးမှာအလုံးရှင်များဟာနည်းနည်းခင်းအချိန်မှာကဘာလူသားတွေနဲ့အနီးဆုံးဖြစ်တဲ့မိုးကောင်းကင်ပထမထကိုဆင်းသက်လာတယ်ဆိုပြီးတော့မှတရက်မှမရှိဘူးသို့တော့ day of Arafah နေ့မှာအလုံးရှင်များဟာမမိဂုံအင်းတော်နဲ့အညီမိုးကောင်းကင်ပထမထကိုအဲ့ဒီဇဟိုဘီနောက်ပိုင်းမှာဆင်းသက်ကြွားမြန်းလာတော်မူတယ်ဆိုပြီးတော့မှဘူခါရီမှာမွတ်စလင်မှာတိရမီဒီမှာနဆာအီမှာအစရှိတဲ့ authentic hadith တွေမှာလာထားတယ်တော်တော်မြင့်မြတ်တဲ့နေ့ရက်တည်းအဲ့ဒီတိုင်းမှာယောမနဟာအဲ့ဒီဇလာလာ9ရက်နေ့အာရဖာနေ့ပြီးအောင်နေ့ဟာဘာနေ့လဲကွရ်ဘာနီအင်းနေ့အဲ့ဒီနေ့ဒီအဟဘ်လ်ယောမ်အဟဘ်လ်အယမ်အီလာလာအလ္လာဟ်ထံမှာအလုံးစုံမြအနှစ်သက်ဆုံးသောနေ့ဖြစ်တယ်ဆိုပြီးတော့မှလဲအီဘနူမာဂျာအဲ့ဒီကျမ်းထဲမှာမတန်းတင်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့အခုကြုံကြိုက်နေရတဲ့ဒီဇလဟ်လာရဲ့ပထမ10ရက်ရဲ့နေ့တွေပထမ10ရက်ရဲ့ညတွေဟာတာမန်ရက်တွေမဟုတ်တခြားရက်တွေနဲ့လည်းမတူတော်တော်လေးကိုဘာဖြစ်တယ်လဲဆိုတော့မြင့်မြတ်တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့မွတ်စလင်တွေနှလုံးသွင်းပြီးတော့မှဒီနေ့ဒီမှာနဖီလ်ဆလာတ်တွေဥပမာအဖြစ်ဇီလဟ်လာ1ရက်နေ့ကနေဇီလဟ်လာ9ရက်နေ့အထိရိုဇာဆောင်ထိန်ခြင်းဟာမုစတဟဘ်ဖြစ်တယ်10ရက်နေ့ဟာအင်းနေ့ဖြစ်တဲ့အတွက်ကြောင့်ဘာထားလို့မရအောင်အဲ့ဒီတိုင်းပဲဆောဒကာတွေကရာအတ်လ်ကုရ်အာန်ဖတ်တာတွေများဒီရက်တွေမှာလုပ်တဲ့အဲ့ဒီအတိုင်းပဲအစ္စလာမ်သာသနာမှာမြင့်မြတ်သောနေ့ရက်တွေမြင့်မြတ်သောနေရာတွေမြင့်မြတ်သောအချိန်တွေမှာပြည့်မှုကျူးလွန်ရင်ကျန်တဲ့ရက်တွေမှာကျူးလွန်တယ်မတူတော့ကုသိုလ်ကဒဘလရတဲ့နေ့တွေဒဘလရတဲ့နေရာတွေဒဘလရတဲ့အချိန်တွေမှာအကုသိုလ်လည်းဒဘလဖြစ်သွားအကုသိုလ်လည်းဒဘလဖြစ်သွားအဲကြောင့်လူတယောက်မကာမြို့မှာပြည့်မှုကျူးလွန်တာနဲ့မကာမဟုတ်တဲ့နေရာမှာပြည့်မှုကျူးလွန်တာဟာအပြစ်ချင်းတူရင်တော့ပြစ်ဒဏ်နဲ့မတူပြစ်ဒဏ်ချင်းမတူအဲ့ဒါတခုကိုကျွန်တော်တို့ဘာလုပ်ထားရမလဲတတိထားတင်တယ်နောက်တစ်ခုကဒီနေ့ဟာကျွန်တော်ပြောတဲ့ကောင်းစဉ်ကခေတ်သစ်မှာ modern non muslim တွေအများစု Facebook မှာ YouTube မှာ TikTok မှာအစရှိတဲ့ social application platform တွေမှာအတန်ကြဲနဲ့ဒီကုရ်ဘာနီကို blame အပြစ်တင်တာတွေအားကောင်းတွေကိုတတ်တာရက်ဆက်တာပေါ့စသည်ဖြင့်ကုရ်ဘာနီရောက်တော့မယ်ဆိုရင်နွားတနာတဲ့အုပ်စုတုပ်စုပေါ်လာအဲ့ဒီကုရ်ဘာနီမရောက်မချင်း KFC မှာကြက်တွေကိုအများကြီးတောင်းနဲ့တိတ်နဲ့ချီပြီးတတ်တယ်အဲ့ဒီတိုင်းမှာ McDonald သိန်းနဲ့ချီပြီးတော့မှအမဲသားတွေကြက်သားတွေဝက်သားတွေတတ်နေတယ်အဲ့ဒီအချိန်မှာဘယ်သူမှမသနာဘူးမွတ်စလင်တွေရဲ့ကုရ်ဘာနီအိတ်နဲ့ရောက်လာပြီဆိုရင်အဲ့ဒီနွားတနာတဲ့အုပ်စုတုပ်စုပေါ်လာစမြဲပဲအဲ့ဒီတော့သူတို့ရဲ့ complaint ဆောရကတက်တာတွေတချို့မွတ်စလင်တွေလည်းဖြေရှင်းတာတွေရှိတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့မဖူးမလို့သူဟိရကုရ်ဘာနီရဲ့သဘောတရားကုရ်ဘာနီဆိုတာဟာတချို့တွေထင်နေတယ်လို့မျိုးရစ်ပူဆိုတာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ရစ်ပူဆိုတာကသက်ဆိုင်ရာပုံကိုယ်တွေကိုးကွယ်တဲ့နတ်ဖျားဒေါသထွက်နေလို့အဲ့ဒီဒေါသကိုပြေးသွားစေဖို့သို့မဟုတ်အဲ့ဒီသူတို့ရည်ရွယ်တဲ့တစ်ခုနဲ့အဲ့ဒီနတ်ဖျားကိုတော့အစားအသောက်တွေကျွေးလိုက်ရင်ဖြင့်နတ်ဖျားဟာအမျက်ဒေါသပြေးသွားမယ်သို့မဟုတ်ရင်လည်းအဲ့ဒီရစ်ပလင်မှာသွေးတွေကိုစွန်းစေလိုက်မယ်အသားတွေကိုတင်ထားလိုက်ရင်တော့နတ်ဖျားကတစ်ချိန်မဟုတ်တစ်ချိန်မှာစားသွားရင်ဒီနတ်ဖျားဆိုတဲ့ပုဂ္ဂိုလ်ရဲ့အမျက်ထွက်ခြင်းရဲ့ပြစ်ဒဏ်ကိုသက်ဆိုင်ရာလူမျိုးတွေမခံစားရဘူးဆိုတဲ့ရည်ရွယ်ချက်တွေအသီးသီးနဲ့ရစ်ပူဇော်ကြတာအစ္စလာမ်မှာအဲ့လိုမဟုတ်
အစ္စလာမ်ကကျွန်တော်တို့အခုကော်ဘာနီလုပ်လိုက်တဲ့တပ်ဖြတ်လိုက်တဲ့သိုးတွေစိတ်တွေကလေးအုပ်တွေနွားတွေကျွဲတွေအဲ့ဒီသားကောင်တွေရဲ့အသွေးလည်းအလားစီမရောက်အသားလည်းအလားစီကိုမရောက်လုံးဝမရောက်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဖန်ဆင်းကျွန်တော်တို့ယုံကြည်တဲ့ our Lord ကျွန်တော်တို့ရဲ့အရှင်သခင်ဖန်ဆင်းရှင်ဖြစ်တဲ့အလုံးရှင်များဟာဗိုက်စာမတောက်ဗိုက်စာမတောက်သူကပဲလူတွေကိုကြွေးတာသူကပဲလူတွေကိုကြွေးမွေးပြီးတော့မှစားတော့စေတာသူကဘရောမှဘသူရဲ့ကြွေးခြင်းမှမခံရဘူးအားလုံးကနေဘာဖြစ်နေလဲကင်းစင်နေတော်မူသောအရှင်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမွတ်စလင်တွေဇလာလာ10ရက်နေ့မှာလီးဖြတ်လိုက်တဲ့သားကောင်တွေကိုဇပါလုပ်လိုက်တဲ့အဲ့ဒီသားကောင်တွေရဲ့သွေးတွေအမွေးတွေအသားတွေအလားစီကိုမရောက်အလုံးရှိမြတ်အဲ့ဒါတွေကိုဗာလဲလူလဲမလို့အပ်ဘူးအဲ့ဒါကြောင့်လည်းပဲအဲ့ဒီကော်ဘာနီအသားတွေကဘယ်ရောက်သွားလဲကျွန်တော်တို့စားတယ်လေကော်ဘာနီလှုပ်တဲ့ပုံကိုယ်တွေဖြစ်တဲ့ကျွန်တော်တို့ကိုယ်တိုင်လဲစားတယ်ကျွန်တော်တို့ရဲ့မိသားစုတွေကိုလည်းကျွေးတယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့ရဲ့တငယ်ချင်းရောင်ရင်သားချင်းတွေကိုလည်းဝေငှတနေ့မှတစ်ခါအသားဘာပဲဖြစ်ဖြစ်ချောင်းချောင်းလဲလဲနဲ့စားတော့ရဖို့အတွက်စင်ရသားတွေကိုလည်းဘာလုပ်ပြီလဲဝေငှအလားစားသလား no လုံးဝမစားဘူးနတ်ရစ်ပူဇော်တဲ့သဘောတော်အောင်မှာကြတော့အဲ့လိုမဟုတ်ဒီသားတွေဒီအသွေးတွေကိုသက်ဆိုင်ရာနတ်ဖျားတွေကစားတောက်တယ်ဆိုပြီးတော့မှသူတို့ကပူဇော်တာပတာအစ္စလာမ်မှာအဲ့ဒါမရှိအဲ့ဒီရစ်ပူဇော်ခြင်းကိုကုရ်အာန်ဆူရာဟတ်အာယတ်နံပါတ်39မှာလုံးဝအုပ်တုပ်ခြေဖြတ်ထားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးမှကုရ်အာန်ဆရာမှာအလာမေးရှိတယ်လိုင်ယနာအလ္လာဟငါအလ္လာကြီးကိုလုံးဝအုပ်တုံရောက်ရှိခြင်းမရှိဘူးလေမရောက်ဘူးလို့မပြောဘူးနော် line never indeed လုံးဝမရောက်အလ္လာပြောတာရောက်ဖို့မရှိဘာမရောက်တော့လဲလူဟူမှုဟာမင်းတို့တတ်လိုက်တဲ့အဲ့ဒီကော်ဘာနီသားကောင်တွေရဲ့အသားတွေဝလာဒီမာဥဟာအဲ့ဒီကော်ဘာနီသားကောင်ရဲ့အသွေးတွေငါစီကိုလုံးဝမရောက်ငါစီကိုလုံးဝမရောက်ဘူးတဲ့ဘာရောက်တာလဲဝလာကင်ယနာလူတကွာမင်ကွန်မင်းတို့ရင်ဘတ်ထဲမှာရှိတဲ့ the heart upgrade နှလုံးသားအလားကိုကြောက်တဲ့စိတ်အလားခိုင်းတာတွေကိုလှုပ်တဲ့တားမြင့်တာတွေကိုရှောင်တဲ့အဲ့ဒီတကွာဆိုတဲ့စိတ်တစ်ခုတည်းကပဲအလားစီကိုရောက်တာတဲ့ဒါကော်ဘာနီရဲ့သဘောတရားပဲအဲ့ဒါကြောင့်လည်းပဲကျွန်တော်တို့ကော်ဘာနီသားကောင်ရဲ့အသွေးတွေအသားတွေဟာအပေါ်ကိုမတက်ဘူးအပေါ်ကိုလုံးဝမတက်ဘူးကျွန်တော်တို့ရင်ဘတ်ထဲမှာရှိတဲ့အလုံးရှိမြခိုင်းလို့လှုပ်တာအလားမခိုင်းရင်မလှုပ်ဘူးဆိုတဲ့အဲ့ဒီတကွာဆိုတဲ့အဲ့ဒီနှလုံးသားစိတ်တစ်ခုတည်းကပဲအလားစီကိုရောက်တဲ့အတွက်ကြောင့်အစ္စလာမ်မှာကော်ဘာနီသားကောင်ရဲ့အရေးအစားကိုလည်းအလားမစစ်ဘူးကော်ဘာနီလုံမဲ့သားကောင်ဒီအသားအားဖြင့်တော့အချိန်ဘယ်နေရာရှိရအသားအားဖြင့်အချိန်ဘယ်နေရာရှိရအမွေးအားဖြင့်တော့ဘယ်လောက်ရှိရလုံးဝအဲ့ဒီ tax မရှိဘူးကော်ဘာနီမှာမရှိဘူးဘာဖြစ်လို့လဲအဲ့ဒါအဓိကမဟုတ်အဲ့ဒါဟာအဓိကမဟုတ်သတ်မှတ်ထားတဲ့ချွေရင်းချက်တွေရှိတယ်အဲ့ဒီသတ်မှတ်ထားတဲ့ချွေရင်းချက်တွေနဲ့ကင်းရင်သတ်မှတ်ထားတဲ့ခြေလေးချောင်းတိရစ္ဆာန်ထဲကကျွဲနွားစိတ်တိုးကလေးအုပ်တွေကိုလုပ်လို့ရတယ်ပမာအပြင်မျက်စိလုံးဝကန်းနေတယ်သို့မဟုတ်တစ်ဖက်ကန်းနေတယ်ဂျိုဂျိုးနေတယ်ချင်းစီမရှိတော့လောက်အောင်ပိန်ချုံနေတယ်အစရှိတဲ့ဟာဒီမှာတားမြစ်ထားတဲ့အချက်တွေရှိတယ်အဲ့ဒီအချက်တွေကိုပဲမလုပ်လဲရှောင်ခိုင်းတယ်အဓိကအသားတွေဘာတွေကိုဘာမလုပ်ခိုင်းဘူးလဲအလုံးရှိမြတ်က tax မလုပ်ဘာကို tax လုပ်မယ်ဆိုတော့ကော်ဘာနီလုံနေပါတယ်ဆိုတော့ကော်ဘာနီရဲ့တာဝန်ကိုထမ်းဆောင်နေပါတယ်ဆိုတော့အဲ့ဒီသက်ဆိုင်ရာသားကောင်တွေရဲ့သားတော်တွေကိုလူဒန်းမဲ့အလူရှင်ရဲ့ intention နိရက်ကိုပဲဆန်းစစ်တာနိရက်ကိုပဲဆန်းစစ်တာအဲ့ဒီတော့ဒီနေ့မှာကျွန်တော်တို့ဟာ digital ကော်ဘာနီတွေ digital hajj အားလုံးဟာဘာဖြစ်သွားပြီလဲ show off ပြစားမှုအများကြီးပဲခင်ဗျာအဲ့ဒီ smartphone လို့ပြောတဲ့ဒီ phone screen ကနေဘယ်ကျွန်တော်တို့ဟာဘာလုပ်နေကြတာလဲကော်ဘာနီလဲ phone screen နဲ့ပဲ hajj phone screen ပဲ umrah အဲ့ဒီအတိုင်းပဲအများကြီးကောင်းမှုတွေကျွန်တော်မလုပ်တာလုပ်တယ်လုပ်ပြီးတော့ဘယ်သူတွေကိုပြရတယ်လဲဖုန်းထဲကနေလူတကာကိုပြတယ်
အကုန်လုံးတချို့တွေနွားတကောင်ဝယ်တိန်450တိန်450အော်ပတ်စံရှိလို့ကိုစွမ်းနာနဲ့အမြတ်သားကောင်ကိုဝယ်လို့တာအကောင်းဆုံးပဲကောင်းတယ်စင်ရလာတယောက်ကစိတ်တကောင်ဝယ်လို့တတိတယောက်ကလည်းစိတ်တကောင်ပဲဝယ်ပြီးတော့ကွာရဘိုင်လုပ်တယ်ဆိုရင်အဲ့ဒီလူဟာကစီနေတာတွန့်တိုးတာအဲ့ဒါဟာပါလေတွန့်တိုးတာချမ်းသာသူများသည်ချမ်းသာဒီနေ့အညီစင်ရဲသူများသည်စင်ရဲသည်နေ့အညီအလေအလတ်တန်းစားတွေဟာမမိတို့ရဲ့အလေအလတ်တန်းစားနဲ့အညီအလားအတွက်စွန့်လူခြင်းသည်အများဆုံးပဲအများဆုံးပဲအကောင်အရေးအတွက်တွေတန်ဖိုးတွေအဲ့ဒါတွေကိုအခြေခံထားတာမဟုတ်အဲ့ဒီတော့အဲ့လိုဝယ်တယ်ကောင်းတာပေါ့အရန်ကောင်းတဲ့ကိစ္စပဲဒါပေမဲ့အဲ့ဒါကိုဘာလုပ်တယ်လဲဆိုတော့ TikTok မှာတကားတဲ့သားလေးနဲ့ခွဲရတော့မယ်ရက်ကနီးလာပြီဘာလုပ်ဖို့လဲသားလေးကအခုရေတောက်နေပြီအစာဘလို့ကျွေးနေပြီ stop for လာအဲ့ဒီလိုဘာဖြစ်တယ်လဲဆိုတော့ကိုရမနီသားကောင်ကိုပြပြီးတော့မှ like left viewer အဲ့ဒါတွေကိုကျွန်တော်တို့ဘာလုပ်ကြသလဲရှာကြတယ်တကယ်တော့ကိုရမနီဆိုတာရုပ်ပိုင်းဆိုင်ရာမဟုတ်ဘူးရုပ်ပိုင်းဆိုင်ရာနဲ့တစ်စက်မှမပတ်သက်ဘူးနာမ်ပိုင်းဆိုင်ရာကိုအခြေခံတာနာမ်ပိုင်းဆိုင်ရာကိုအခြေခံတာသိန်း450နဲ့နွားကြီးတစ်ကောင်ကိုဝယ်ပြီးတော့မှပြစားနေတာဟာ4သိန်းလောက်နဲ့စိတ်တစ်ကောင်ဝယ်ပြီးတော့မှအခလာစ်နဲ့အညီအလားအတွက်ကော်ရဘာနီပြည့်တာတော့တန်ဖိုးမရှိဘူးအဲ့ဒီ450ကဘာဘာအရင်ဘက်မှာလည်းကျွန်တော်ပြောခဲ့ပြီးပါပဲအဲ့လိုပြစားဘူးတော့မှလုံးဝတောင်ကြီးတွေနဲ့တောင်ကြီးတစ်ဖွဲ့ကုသိုလ်တွေတရားမနေကြရင်တင်ဆက်ကြမယ်အလားဘာပြောလဲfaja'alnahu haba'an manthur ikhlas အဲ့ဒီကောင်းမှုတွေတောင်လောက်ရှိတဲ့အဲ့ဒီကောင်းမှုတွေမှာ ikhlas လို့ပြောတဲ့နှလုံးသားဖြူစင်ခြင်းမရှိတဲ့အတွက်ကြောင့်ငါလုံးရှိမြတ်ဟာပြန်ကျဲနေတဲ့မြူမုံလေးလို့ရင့်ပြစ်ပလိုက်မယ်တဇက်မှကုသိုလ်မရဘူးတဇက်မှကုသိုလ်မရဘူးအဲ့ဒီအတွက်ကြောင့်ခမည်းကြိုက်တဲ့ကောင်းမှုကိုလုပ်အဲ့ဒီကောင်းမှုမှာစီကံချက်နှစ်ချက်ရှိရအောင်စီကံချက်နှစ်ချက်လုံးတော်၎င်းစီကံချက်နှစ်ချက်အနဲ့တစ်ချက်တော်၎င်းလဟင်ပြီးမပါတော့ဘူးဆိုရင်အဲ့ဒီကုသိုလ်ဒီမရဒူအလားပေးလိုက်မယ်ပရမစီကံချက်ဒီပါလေအလ်မူဝါဖကတူဘီဆွန်နာပရမစီကံချက်ဒီအလ်အခလာစ်အလ္လာဟ်အတွက်သတ်သက်ဖြစ်ရအောင်ဘဒူအတွက်မှမဖြစ်ရအောင်တခါတလေကျွန်တော်တို့ကော်ဘာနီသားကောင်းတွေကိုဝယ်တယ်ဘဒူအတွက်လေကလေးတွေကြိုက်ဖို့ကလေးတွေနဲ့မိန်းမတွေကကော်ဘာနီလုပ်ကျင်တဲ့ဖီအရများနေတော့လီအဂျလ်အတ်ဖာကလေးတွေအတွက်ကော်ဘာနီသားကောင်းတော့ဝယ်တယ်မိန်းမကကာပေါ်တင်အားလုံးတင်ပြီးတော့ခေါ်ပြီးတော့ဘာလုပ်တယ်လဲကော်ဘာနီသားကောင်းဝယ်တယ်ဝယ်တာကမိသားစုပြောပါတော့ဝယ်တာကိုအပြစ်မပြောဘူးနီးရက်ပြောင်းသွားတယ်ခင်ဗျလင်လာအလားအတွက်ဖြစ်ရမှာသားကောင်ဝယ်တာကစအလားအတွက်ဖြစ်ရမှာသားကောင်ဝယ်တာကမိန်းမအတွက်သားသမီးအတွက်ပတ်ဝန်းကျင်ကိုပြဖို့အတွက်ဆိုရင်အဲ့ဒီသားကောင်ဘာမှမထူးဒီတိုင်းရိုးရိုးအသားစားတာပဲဘာကူးသူမှမရအောင်အဲ့ဒါကိုဘာလုပ်အောင်မလဲကျွန်တော်တို့သတိထားမှာဒီ social platform တွေဒီ phone screen တွေဟာဖြူဖွေးနေတဲ့ကျွန်တော်တို့နှလုံးသားတွေကိုအစိတ်ဘာဖြစ်စေလဲအစိတ်တောက်ဖြစ်စေတဲ့ယောဂတစ်ခုပဲဒီနေ့ခေတ်မှာအများဆုံးပဲတော်တော်များများအဲ့ဒီတော့ကော်ဘာနီသားကောင်ကိုကျွန်တော်တို့ဘာလုပ်ရနေရမှာလဲအဲ့ကောင်းမှုကုသိုလ်လုပ်နေရမှာနံပါတ်1ဒီပါလဲအလ်အခလာစ်လ illah အလ္လာဟ်အတွက်ဖြစ်ရမှာနံပါတ်2အလ်မူဝါဖကတူဘီဆွန်နာတမန်တော်မြတ်ရဲ့ဆွန်နာနဲ့ကိုက်ညီရအီဘာဒတ်တစ်ခုကိုလုပ်တဲ့အီဘာဒတ်ဒီ100% အလ္လာဟ်အတွက်ပဲသို့တော့အဲ့ဒီအီဘာဒတ်ကိုလုပ်တဲ့ပုံစံကတမန်တော်မုဟမ္မဒ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ပြသထားတဲ့နီလန်းနဲ့ဆန့်ကျင်နေရင်ဖလမ်ယုကဘလ်အလ္လာဟ်လည်းမခံဘူးအဲ့ဒီအတိုင်းပဲအီဘာဒတ်တစ်ခုကိုကျွန်တော်လုပ်တယ်100% ဆွနတ်နဲ့ကိုက်ညီ100% တမန်တော်ပြသထားတဲ့အတိုင်းပဲကျွန်တော်လုပ်တယ်သို့တော့အခလာစ်မပါဘူးအခလာစ်ဆိုပြောတဲ့နှလုံးသားဖြူရှင်မှုအလ္လာဟ်အတွက်သက်သက်ရည်ရွယ်တာမရှိဘူးဆိုရင်လည်းဖလမ်ယုကဘလ်အလ္လာဟ်လည်းမခံအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲ့ဒီအာယတ်ကိုအဲ့ဒီဆူရာကိုဖတ်ရင်ဟာဒီသ်မှာကဘရာဒါကနေလွတ်မြောက်မှုရမယ်လို့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်အမိန့်ရှိတာဆူရတ်ုလ်မုလ်29ပါရာအစဆူရတ်ုလ်
Mul Tabarakalladhi အဲ့ဒီဆူရာမှာအလ္လာဟ်ပြောလေ Alladhi khalaqal mauta wal hayat ငါလုံးရှိမြဟာရှင်ခြင်းဒီတည်ခြင်းအဲ့ဒါကိုငါအလ္လာဟ်ဖန်ဆင်းတာဟာတဲ့ဆူရာကဒီကဘာကြီးကိုဖန်ဆင်းပြီးတော့မှမင်းတို့လူသားတွေကိုဖန်ဆင်းတာဟာ liyabluwakum ayyukum ahsanu amala မင်းတို့တွေထဲကနေဘသူဟာအကောင်းမွန်ဆုံးအမှန်လုပ်တာကိုငါအလ္လာဟ် tax စမ်းစစ်ဖို့အတွက်အဲ့ဒီအာယမှာ Ibn Kathir ကဘာကျော် tafsir ပညာရှင်နော်ရှီအာလွဲပြီးတော့မှဆွန်နီဂိုင်းအားလုံးကအဲ့ဒီပညာရှင်ကိုလက်ခံထားတယ် Ibn Kathir သူကဘာပြောလဲ ahsanu ဆိုတာ akhlasuhu wa aswabuhu အကောင်းဆုံးသောအမှန်ဆိုတာဒီအာယမှာအလ္လာဟ်ပြောထားတဲ့ဘသူကအကောင်းဆုံးအမှန်လုပ်တာကို tax လုပ်ဖို့ဆိုတာဟာအဲ့ဒီမှာအကောင်းဆုံးဆိုတာဟာ ikhlas အရှိဆုံးနဲ့ဆွန်နတ်နဲ့အကိုက်ညီဆုံးအမှန်ကိုပြောတာအဲ့ဒီမှာ Ibn Kathir ကပြောတယ် walam yaqul subhanahu wa ta'ala အလ္လာဟ်ကအဲ့ဒီအာယမှာ ayyukum aktharu amala မင်းတို့မွတ်စလင်တွေထဲကနေအမလအများဆုံးဘယ်လိုလုပ်တယ်ဆိုတာကိုငါလာ tax လုပ်ဖို့ဒီကဘာကြီးကိုဖန်ဆင်းတယ်ဆိုပြီးအလ္လာဟ်မပြောဘူးကုရ်အာန်တအာယမှမရှိဘူးအမလအများဆုံးဘယ်သူလုပ်တယ်ဆိုတာကိုငါလာသိကျင်လို့တအာယမှကုရ်အာန်မှာမရှိဘူးများဖို့အဓိကမဟုတ်များဖို့အဓိကမဟုတ်အဓိကဒီခလာစ်ပါပြီးတော့ဆွန်နတ်နဲ့ကိုက်နေရနဲပါစေအဲ့ဒီစီကံချက်နှစ်ချက်ရှိရင်โอเคပါပြီတောင်ကြီးတော့ယူလာမယ်အဲ့ဒီစီကံချက်နှစ်ချက်မရှိဘူးဆိုရင်ကုရ်အာန်ကပြောထားပြီးသားဖဂျာအလနာဟူဟဘအမန်ဒူလွန်ပြပလိုက်တဲမုံလေလိုမျိုးဘာတန်ဖိုးမှမရှိအဲ့ဒီတော့တတော်မများဒီခေတ်မှာမတိမတာဒီဖစ်တနာလို့ပြောတဲ့ fitnatul jawalat smartphone ရဲ့ fitna ဟာပလီထဲမှာလာရောက်လာကုရ်အာန်ဖတ်တပ်ပုတ်လေးရိုက်သူတကယ်တော့ကုရ်အာန်ဖတ်တာမဟုတ်ကုရ်အာန်ဖတ်နေတာကိုပြကာဘာကျောင်းတော့အခုအများကြီးပဲမိန်းမတချို့အဲ့ဒါလည်းကျွန်တော်လေးလာဘူးကြတော့တကယ်ချမ်းသာတဲ့အမှန်တကယ်ပတ်စံရှိပြီးချမ်းသာတဲ့တထေးတော်တော်များဟတ်သွားတယ်ဘယ်သူမှမသိအမရာသွားတယ်ဘယ်သူမှမသိဟိုမရောက်ဒီမရောက်ဒီဟတ်တခါသွားပြီဆိုရင်တကဘာလုံးသိမစင်းနေဘူးရဲ့အဲ့ဒီထီးတွေအောက်မှာအိမ်နေပြီးတော့ဓာတ်ပုံရိုက်ပြအင်နာလီလာအလ်အာရဒ်မုကဒ္ဒဆာဒီ photograph လို့ပြောတဲ့ဓာတ်ပုံရိုက်တာနဲ့ပတ်သက်လို့ fi ikhtilaf bayna ulama အစ္စလာမ်ပညာရှင်များမှာ different opinion အမြင်မတူတာတွေရှိတယ်ဘယ်လိုပဲအမြင်ကွဲဒီအလ်အာရဒ်မုကဒ္ဒဆာ holy land မြင့်မြတ်တဲ့မြေတွေမှာအပြင်မှာဓာတ်ပုံရိုက်ခွင့်ရှိတယ်လို့ပြောတဲ့ပညာရှင်တွေလည်းအဲ့ဒီနေရာတွေမှာရောက်ခွင့်မပြုခင်ဗျာဘေးစက်လုံးတာအဲ့ဒီနေရာတွေတိတ်ခါကြအောင်လုပ်နေတာမွတ်စလင်အမျိုးသမီးတတော်များများ online short လုပ်ဟိုလုပ်ဒီလုပ်ပြီးတော့မှဟတ်သွားမယ်အဲ့ဒီမှာဓာတ်ပုံတွေကြိုက်မယ်တချို့ကတော့ကရတယ်ဗျာအများကြီးပဲတကယ်ချမ်းသာတဲ့မွတ်စလင်တွေအများကြီးကျွန်တော်မြင်မှုတယ်သိတယ်အဲ့ဘယ်သူမှမသိဘူးသူတို့ဟတ်သွားတာ location တော့မတင်အဲ့ချို့ location တင်လိုက်သေးတယ်ဘယ်သွားနေပါပြီဆိုပြီးတော့အားလုံးလိုအပ်လားမလိုအပ်ဘူးလေလုံးဝမလိုအပ်ဘူးကျွန်တော်ဆိုရင်ခုနေ့ကစီရူအာလာမင်နိုဘာလာဆိုတဲ့ကမ္ဘာသမိုင်းကျမ်းကြီးလာမသားပြီးရေးတဲ့အီမာမ်အဟမတ်အကြောင်းကိုဖတ်တာအဲ့မှာဘာတွေ့ရတယ်လဲဆိုတော့ဒီမင်ဘပေါ်ကနေတခါတလေ emotion များပြီးတော့မျက်ရည်တွေပါလေကြာတာရှိတယ်ကျွန်တော်တို့ဒါတော့မှပြတ်သားမှုဖြစ်နိုင်တာရရသူပဲလားအီမာမ်အဟမတ်ဘင်ဟမ်ဘာရဟီမဟူလာတပည့်တွေကိုတည်းရဲ့အဲ့လိုစာသင်နေရင်းနဲ့ဓမ္မတော်မြတ်ဆလ္လာဟူအလိုင်ဝါဆလမ်ရဲ့စတေးမှုတစ်ခုအကြောင်းတပည့်တွေကိုပြောပြရင်းနဲ့မျက်ရည်ကျတော့ဟဲ့ပြသားမှုဖြစ်သွားမှာဆိုလို့ခေါင်းကိုအောက်ဆိုင်ပြီးတော့မှတပည့်တွေကိုဘာပြောသလဲငါနာအရန်စီးလာတယ်ကွာငါမျက်စိမှာနာစီးပြီးတော့နှာခေါင်းမုံတော့မျက်ရည်တွေအရန်ကျနေတယ်ကွာအဲ့လိုပြောတာဘာဖြစ်လို့ငိုတာအဲ့ဒီငိုခြင်းမှာတော့မှတပည့်တွေကဟာဒီဆရာကဘလို့ကြီးတော့စသည်ဖြစ်အထင်ကြီးမှုပြာစားမှုဖြစ်သွားမှာကြောက်တယ်ဆူဘဟာနလ္လာဟ်ဆလဖ်ဆာလီဟ်အဲ့ဒီမှာ the companions တမန်တော်များရဲ့ဆဟာဘာတွေကိုခင်ဗျားကြည့်မလားသူတို့ဟတ်အချိန်မောင်းများစွာလုပ်ခဲ့တယ်ဘယ်သူမှမသိ
အဲ့ဒါမဲ့တာဘီအင်ထဲကနေဆအီဘ်မူဆိုင်ယစ်ဟတ်အချိန်30လောက်ခဲ့တယ်သူသေးတော့မှသူအိမ်သူအိမ်သားတွေကတပည့်တပန်းတွေကိုပြောပြတော့မှသူဟာလောက်ခဲ့တယ်ဆိုတာကိုသိတယ်တဲ့အချိန်30လောက်ခဲ့တာဣဇာဇူကလည်းဘယ်သူမှမသိနောက်ဆုံးမှသူ့ရဲ့ biography တွေကိုရေးတဲ့အချိန်ကြတော့မှတပည့်တပန်းတွေကမေးမြန်းရင်းနဲ့အမိမတွေသားသမီးတွေကပြောပြအခုကျွန်တော်တို့မှအဲ့လိုမဟုတ်ဒီဖီတနာကခင်ဗျားနောက်ဆုံးအီမန်ထွက်ရင်ထွက်နန်မွတ်စလင်တွေနဲ့သဟဇာတာဖြစ်အောင်ဆိုပြီးတော့တချို့ဒီ viewer များကိုအီမန်မှာထွက်တတနာမရှိဘူးကြောက်ဖို့ကောင်းတယ်ဒီမူစီဘတ်ကအဲ့ဒီတော့အခုဒီကော်ရဘာနီမှာပြန်ကြည့်လဲအဲ့လိုပဲ digital ကော်ရဘာနီလောက်တော့မလောက်ရသေးဘူးနွားကြီးတွေကိုဆွဲလိုက်သားကြီးတွေရေပချိုးနေပြီမင်းသားကြီးကိုရေပချိုးနေရှာတော့စတောဖီရူလာအဲ့ဒီတော့ဒီ show off လို့ပြောတာတွေရေတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်အစိုးရိမ်ဆုံးသောဖီတနာတစ်ခုတမန်တော်ပြောခဲ့တယ်နော်အဲ့ဒီဟာဒီသူတိရမီဒီငါတမန်တော်ဟာမင်းတို့အပေါ်မှာဆဟာဘာတွေကတရက်ဒဂျယ်လို့ပြောတဲ့ကမ္ဘာအကြီးဆုံးလူလေတမန်တော်အာဒံကနေစပြီးတော့တမန်တော်အသီးသီးဟာဒီဒဂျယ်ရဲ့ဖီတနာနဲ့ပတ်သက်ပြီးတော့မှခေတ်တိုင်းမှာမမီတို့ရဲ့လူထုကိုသတိပေးခဲ့တယ်သူဖီတနာအရင်ကြီးတယ်အဲ့ဒီဖီတနာအကြောင်းဆဟာဘာတွေမူဒါကာရာလုပ်နေတော့တမန်တော်မြတ်ရုတ်တရက်သူတို့သိရောက်လာတယ်တို့ဘာအကြောင်းပြောနေကြတာလဲအယာရဆူလလာနဟနူနရဒါကရူကျွန်တော်တို့ကဖီတနာအလ်မစီဒဂျယ်အကြောင်းကျွန်တော်တို့မူဒါကာရာလုပ်နေကြတာပါဆွေးနွေးနေကြတာပါလို့ပြောတော့တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ဘာပြောလဲသိလားငါအဲ့ဒီဒဂျယ်ရဲ့ဖီတနာထက်မင်းတို့အပေါ်မှာစိုးရိမ်တဲ့အရာတစ်ခုရှိတယ်ဆာဘာတွေကအံ့ဩပါတယ်ဒီလောက်ကြီးတဲ့ဖီတနာဒဂျယ်ထက်တောင်မှတမန်တော်စိုးရိမ်တဲ့ဖီတနာဟာဘာများတော့ပြောတော့တမန်တော်ကပြောလဲအရှရကုလ်ခဖီဖုံးကွယ်နေတဲ့ရှစ်ဖုံးကွယ်နေတဲ့ရှစ်ကဘာတော့လို့မေးတော့တော်တော်ပြောရသေးလားအရိယာကြာစာမှုလူတယောက်တသမှုပုံစံဝင်အဲ့ဒီအသီးမှာတမန်တော်လူတယောက်ရဂျူလူဆလ်လူတယောက်သူနမဖတ်တာစဖတ်တော့ပါလေအလာအတွက်ဖတ်ပလီမာရောက်လာတယ်နမဖတ်တယ်မာရှာအလ္လာစဖတ်တော့လ illah အလာအတွက်ပဲအဲ့ဘေးနားမှာရှိတဲ့လူတွေကသူ့ရှိုးတော့ तू ကယူစိတ်ညင်းလို့ဆိုလာချက်ဘူးအဲ့တော့လူတွေကသူ့ကိုကြည်တာနဲ့ तू ကဘာဖြစ်လဲဆလာကိုအလာလာတဲ့လာလက်တွေပါတခါတိုင်းကြည့်ဂျုံပစ်ပြီးတော့မှတေချာဘာလုပ်တယ်လဲဆလာကိုပြုတယ်အဲ့ဒါဟာဘာလဲရရတာသာမတိမတာပယောစိတ်ချီတန်ထက်တောင်တိုးတယ်အဘ်နုကိုင်ယမ်ပြောတယ်ဒီအသီးကိုရှင်းတဲ့နေရာမှာမတားလို့စာရီကိမအဘ်နုကိုင်ယမ်ပြောလဲဒီလိုဝဲနေတဲ့ဒီရှစ်ကုလခဖီဖုံးကွယ်နေတဲ့ဒီရှရစ်ဖြစ်စေတယ်တာသာမှုဆိုတာရှရစ်တာသာမှုဆိုတာရှရစ်ဘာဖြစ်လို့ရှရစ်ဖြစ်တာခင်ဗျာကိုဟာကို critical thinking စဉ်းစားကြည့်အခုကျွန်တော်ကကော်ဘာနီလုပ်တယ်အဲ့ဒီကော်ဘာနီကိုကျွန်တော်ကလူတွေကိုဘာလုပ်လဲလူတွေသိအောင်ဆိုပြီးချပြတယ်ဆိုရင်အလီယာဒူဘီလာကျွန်တော်မယုံကြည်ရင်လဲကျွန်တော်ရဲ့နှလုံးသားထဲမှာမယုံကြည်ရင်လဲကျွန်တော်ဘသူတွေကိုပြတယ်အဲ့ဒီသူတွေဟာအလုံးရှင်များထက်ပို့ပြီးတော့မှကြီးကျယ်တယ်ပို့ပြီးတော့မှလေးစားတယ်ဆိုတဲ့အဆင့်ကိုရောက်သွားတယ်ရှင်းခမည်းရဲ့ရင်ဘတ်ထဲမှာအကြီးကျယ်ဆုံးသည်အလာပဲဆိုရင်သူသိရင်ရပြီဘယ်သူမှသိရမလို့တော့ခမည်းရဲ့ရင်ဘတ်ထဲမှာအလို့မဟုတ်ဘူးဆိုရင်တော့ခမည်းဟာအလာကိုအလီယာသူဘီလာနောက်ကိုပို့ပြီးတော့မှတကဘာလုံးကလူတွေကိုပြတာအလာထဲပို့ပြီးသူတို့ကဘာလို့လေးစားလို့အဲ့တော့မှပြောရှရစ်ဖြစ်သွားကြောက်ဖို့ကောင်းတယ်ရှရစ်ဟာခမည်းဂူနာဒီထဲမှာရှရစ်ဟာမင်းအခဘာရီလ်ကဘာအကြီးဆုံးပဲရှရစ်တဲ့ကြီးတဲ့ပြမှုအစ္စလာမ်မရှိဘူးအဲ့ဒီတော့ကျွန်တော်တို့ကော်ဘာနီလုပ်တဲ့နေရာမှာလည်းဘယ်သူမှမသိအောင်ကျွန်တော်တို့ဗာလဲအလ်အခလာစ်အဲ့ဒီရင်ဘတ်ထဲကအဲ့ဒီအရာကိုပဲအလားလုံးချင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဗာလဲအဲ့ဒီအရာကိုကျွန်တော်တို့အလားစီကိုတန်ပြန့်နဲ့နှလုံးအဖြူစင်ဆုံးသောနှလုံးသားနဲ့ကျွန်တော်တို့ဗာလုပ်တင်တယ်လေကော်ဘာနီလုပ်တင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟိုအလုံးရှိများဒီကော်ဘာနီရဲ့သဘောတရားထဲကတစ်ခုဟာ
မိပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာနဲ့သက်ဆိုင်ရာသားကောင်တွေကိုဝယ်ယူပြီးတော့မှစဘာလုံနေရင်နဲ့ကျွန်တော်ရဲ့ရင်ဘတ်ထဲမှာရှိတဲ့လောဘမာနအတ္တတွေကိုပါအဲ့ဒီတိရစ္ဆာန်ကိုစဘာလုံရင်နဲ့အဲ့ဒီအရာတွေကဘာလို့အောင်စဘာလုံအောင်အဲ့ဒါဟာကော်ဘာနီရဲ့ဝိညာဉ်ရေးရလေ့ကျင့်ခန်းတစ်ခုပဲသားကောင်ကိုစဘာလုံနေရင်နဲ့ကျွန်တော်ရင်ဘတ်ထဲမှာရှိတဲ့လောဘတွေအတ္တတွေမာနတွေအဲ့ဒါမဲ့မလိုမုန်းထားတဲ့အငုံစိတ်တွေအဲ့ဒီစိတ်တွေကိုလည်းဘာလို့ရမလဲလုံးဝစဘာလို့ပြစ်ပလိုက်အဲ့ဒါဟာဘာလဲကော်ဘာနီယပေးတဲ့သင်္ကန်းစာပဲအဓိကအဲ့ဒါပဲအချိန်က9မိနစ်ပဲကျန်တော့တယ်အဓိကကတော့ဘာလဲကော်ဘာနီဆိုတာခဏကျွန်တော်ပြောသလိုပဲရေးပူဆိုတာမဟုတ်တာပထမတစ်ဖက်နန်မွတ်စလင်တွေတဲ့ဆောရကနောက်တစ်ခုကကော်ဘာနီသားကောင်ကိုတတ်တာဟာရက်ဆက်တာပေါ့နော်တော်တော်များဓာတ်နဲ့သားကောင်ကိုစဘာလုပ်တာဆိုတော့အပြင်ကကြည့်မယ်ဆိုရင်တော်တော်လေးရက်ဆက်အဲ့တော့အဲ့ဒီ complaint ဟာလည်းတော်တော်များများ social မှာတွေ့ရတယ်တကယ်တော့ဒါဟာသိပ္ပံပညာရဒီစေသိပ္ပံအတမနောက်တိုင်းသိပ္ပံပညာရှင်တွေရဲ့လိလာတွေ့ရှိချက်တွေကိုမသိတဲ့သူတွေတော်တော်များများပြောတာကဘာမှာသားကောင်ကိုတတ်ဖြတ်တဲ့နေရာမှာအနောက်တိုင်းတွေကလက်ရှိ short type ပြီးတော့ဘာလုပ်လဲတိရစ္ဆာန်ကိုတတ်တယ်ဘုမဟုတ်လေဒီနဖူးတက်ကိုတနက်လိုအရာနဲ့တစ်ခွဲပြီးတော့မှသားကောင်ကိုတတ်တယ်ဘုမဟုတ်ကျွန်တော်ဆိုရင်ဒီအခုကျွန်တော်တို့အကိုကြီးကိုသန်းဝင်းတို့နဲ့တစ်ခေါက်ရောက်တော့ကျွန်တော်အယူထရကိုသွားတယ်ထိုင်းနိုင်ငံဘန်ကောက်အယူထရကိုရောက်တော့အမျိုးရှိလို့သွားရင်းနဲ့သူတို့တွေကကဆိုင်လောက်တော့ကဆိုင်လောက်တဲ့ပုံစံကိုကျွန်တော်မမြင်ဘူးတော့ကြည့်တာပေါ့ကားပေါ်ကနွားတွေကိုချအဲ့လိုကရိန်းနဲ့ချပြီးတော့မှအဲ့ဒီနွားကိုသက်ဆိုင်ရာနေရာမှာဒီလိုတခါတည်းတုတ်ပြီးတော့မှတလောက်ကြီးတဲ့တူနဲ့အဲ့ဒီနွားရဲ့ထိတ်ကိုထုတ်တာအဲ့လေအရာသူပဲလားထူပြီးတော့ဘာလုပ်တာအဲ့ဒီနွားကိုလဲကြအောင်လုပ်တာနွားဘလို့မှမခံနိုင်တော့အဲ့လိုအဲ့ဒါဟာပါလေကပအရက်ဆက်ဆုံးတော့အနောက်တိုင်းကပြောတဲ့တာသတ်နီးတွေအလုံးဟာကပအရက်ဆက်ဆုံးနီးလန်းလူမပြောနဲ့ဘယ်အရာကမှအဲ့ဒီအရာကိုပါလေမဝန်ခံဘူးသို့တော့အစ္စလာမ်သာသနာကပြောတဲ့ဒီဟာလာပုံစံနဲ့တားကောင်တွေကိုတတ်တာနဲ့ပတ်သက်ပြီးတော့မှ1988ခုနှစ်မှာဂျာမနီနိုင်ငံရဲ့ဟန်နိုဗာတက္ကသိုလ် University of Hanover ပုံမြင်မဟုတ်ဘူးနော်ကြိုက်တဲ့ခင်ဗျာ web မှာသွားပြီးတော့ research လုပ်1988ခုနှစ်မှာဟန်နိုဗာတက္ကသိုလ်မှာရှိတဲ့ပမောက္ခတွေနဲ့သူနောက်လိုက်တွေကဘာလုပ်ခဲ့တယ်လဲဒီသားကောင်တွေကိုတတ်တာနဲ့ပတ်သက်ပြီးတော့မှအနောက်တိုင်းတတ်တဲ့စနစ်ကိုလည်း tax လုပ်တယ်သူတို့ကလုပ်တယ် research လုပ်တယ်မွတ်စလင်တွေတပ်ဖြတ်တဲ့ဟာလာပုံစံနဲ့လက်ရှိတပ်ဖြတ်နေတဲ့ပုံစံကိုလည်းဘာလုပ်ခဲ့တယ်လဲသူတို့ဟာဒီတိရစ္ဆာန်တွေရဲ့တပ်ဖြတ်ပြီးသားပုံစံကို EEG လို့ပြောတဲ့အုံနောက်ကိုလက်စစ် line တိုက်တဲ့အဲ့ဒီနီးစနစ်နဲ့ဘာလုပ်တယ်လဲဒီဟာလာနီးကြတပ်ဖြတ်ထားတဲ့တိရစ္ဆာန်တွေကိုဘာလုပ်တယ်လဲဆိုတော့သူတို့လေ့လာတော့တိရစ္ဆာန်ကအဲ့ဒီနီလန်နဲ့တပ်ဖြတ်လိုက်တဲ့နေရာမှာသိပ္ပံပညာရှင်တွေကဘာပြောလဲဆိုတော့သူတို့ EEG လို့ပြောတဲ့အဲ့ဒီစက်ပစ္စည်းတွေနဲ့တိုင်းထားတဲ့အရာပါသူတို့ဘာပြောတယ်လဲဆိုတော့တပ်ပြီးချင်း3မိနစ်မှာဒီအုံနောက်ထဲကိုသွေးကမရောက်တဲ့အတွက်ကြောင့်တိရစ္ဆာန်ဟာ deep sleep လုံးဝနည်းနည်းချက်ချက်အိပ်ပျော်နေတဲ့ပုံစံနဲ့အိုမာဝင်သွားတဲ့ပုံစံဖြစ်ပြီးတော့နာကျင်မှုကိုအုံနောက်ကတဇက်လည်းမခံစားရဘူးနာကျင်မှုကိုအုံနောက်ကတဇက်လေးလည်းမခံရဘယ်နှစက္ကန့်3စက္ကန့်အထိ4စက္ကန့်နဲ့6စက္ကန့်အတွင်းကကြတော့နောက်တစ်မျိုးအဲ့ဒါနဲ့ပတ်သက်ပြီးသူတို့ဘာလုပ်ခဲ့ကြတယ်လဲသူရသနာလုပ်ခဲ့ကြတယ်အဲ့ဒါကိုခင်ဗျားအခုအဲ့ဒီသူရသနာကိုဒီဟန်နိုဗာ University ကလုပ်ခဲ့တဲ့သူရသနာကိုရှာကြည့်မယ်ဆိုတော့အဲ့မှာအသေးစိတ်ဒီမှာကျွန်တော်အသေးစိတ်တစ်မျက်နှာလက်ရည်နဲ့ရေးခဲ့တာအဲ့ဒါကိုပြောမယ်ဆိုရင်ငါတို့ကနိုင်ဝဲလို့မယ်အဲ့တော့အဲ့ဒါကို next week မှာမှ inshallah ပြန်ပြီးတော့မှကျွန်တော်ပြောမယ်ဆိုလိုတာကဘာလဲအစ္စလာမ်နီးကြဤသားကောင်တွေကိုကျွန်တော်တို့ဟာလာလောက်တာဟာစီးပညာရှုတော့ရကြည့်မလားအာဟာရဗေဒအရကြည့်မလားသိပ္ပံနီးကြအရကြည့်မလားသားကောင်များအပေါ်မှာအသက်ညာဆုံးပဲအသက်ညာဆုံးပဲအစ္စလာမ်သာသနာမှာဒီအာဒါဘူဇပ်သားကောင်တွေကိုစဘာလုပ်တဲ့နေရာမှာသက်ဆိုင်ရာကျင့်ဝတ်တွေရှိတယ်သက်ဆိုင်ရာဘာလုပ်တယ်လဲကျင့်ဝတ်တွေရှိတယ်အဲ့ဒီကျင့်ဝတ်တွေကိုလည်းတော်တော်များမွတ်စလင်တွေမသိတာရှိတယ်အဲ့တော့ကဘာမှာတနာကျင်နာမှုရဲ့ပုံစံပြရုပ်မှာဒီသားကောင်တွေကိုစဘာလုပ်တာဟာလဲဒါပါလဲ
min suwar rahma အစ္စလာမ်ကကျင်နာတဲ့တော်တော်ကြီးမှရှိတယ်။ဒါကောင်ကိုခဏပြောသလိုမျိုးမတတ်ခင်မှာရေးတိုက်ရရေးစာပြီးတော့မှဒါကောင်ကတပ်ဖြတ်ခံရမှာကိုအစ္စလာမ်မလိုလားပြီးတော့ရေးတိုက်တယ်ဆိုရင်သိပ္ပံများရှင်တွေအရရေးဝဝတောက်ထားတဲ့အတွက်ကြောင့်ဒါကောင်ရဲ့အရေးခွန်ကိုနှွာတဲ့နေရာမှာအယမ်းလွယ်ကူတယ်တဲ့။ဘာဖြစ်လို့အရေးခွန်ကဖောင်းနေတယ်ရေးတောက်ထားတဲ့ပေါ့ဒါသိပ္ပံပြောတာအဲ့ဒီတိုင်းပဲဒါကောင်ကိုမသဘဟ်လို့ပြောတယ်တာတမဲ့နေရာကိုခေါ်သွားတဲ့နေရာမှာဘီရစ်တင်ဝလီနင်အငင်သာဆုံးပုံစံနဲ့မောင်းရအငင်သာဆုံးပုံစံတခါတလေတချို့ကတရိษံကိုတတ်မဲ့နေရာကိုမောင်းတာကတရိษံလောက်တောင်အသိမရှိဘူးကြက်ဆက်ပါလို့တယ်ရိုက်နဲ့အော်ဟိတ်ပြီးတော့မှဒီတရိษံကိုတတ်ခွင်းကိုမောင်းတယ်အဲ့ဒါဟာသိပ္ပံအရတရိษံတွေဟာအဲ့လိုစိတ်ဖြစ်စီမှုအထိတ်တလန့်ဖြစ်သွားပြီဆိုရင်တဲ့သွေးကြဆင်းမှုဟာတိတိတာပါလေသွေးကြသွားတယ်သွေးကြသွားတဲ့ခါကျရင်အသားတွေကိုအသွေးတွေကြံနေမယ်အဲ့ခါကျရင်စားတဲ့နေရာမှာအဲ့ဒီအသားရဲ့အရည်သွေးဟာလုံးဝညံဖြစ်သွားမယ်လုံးဝမဖြစ်သွားဘူးညံဖြစ်သွားမယ်အဆရှိတဲ့အဲ့ဒီအချက်တွေကိုတော့ next week မှာကျွန်တော်အင်ရှာလာပြောဖို့ရှိတယ်ဆိုတဲ့အကြောင်းပြောကြရင်ကျွန်တော်တို့အခုများမကြာမီဒီဇလဟလာ10ရက်နေ့မှာကျွန်တော်တို့ပြုကျင့်မဲ့ကုရ်ဘာနီကိုအလို့ရှိများဟာအလာနဲ့တို့ဆိုနှစ်သက်တဲ့ပုံစံနဲ့ပြုလုပ်နိုင်သူများဖြစ်ပြုလုပ်ပြသနာတော်မူပါစေနောက်တစ်ခုတိုက်တွန်းချင်တာကကျွန်တော်တို့ဒီဇလဟလာ9ရက်နေ့ဟာယောမူအာရာဖာနေ့ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအာရာဖာနေ့မှာလည်းကျွန်တော်တို့မွတ်စလင်တွေအထူးတလဲထားပြီးတော့မှရိုဇာထားဖို့လည်းတိုက်တွန်းရင်ကျွန်တော်ရဲ့ခုတပါကိုဒီမှာပဲအဆုံးသတ်ပါစေဝါခိရဂျာဝါနာအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်